ကလဲကိုနေမယ်ဆိုရင်ဒီပနော်ကျမ်းပြပေါ်မှာထောက်ထားပြီးတော့ခြေဖြားလေးနဲ့နေပြီးတော့ဒီလိုနင်းထဲမှာဖြစ်ပါတယ်ပြန်လှောက်မယ်ဆိုရင်20အောက်နာနီလေနာဒီလှောက်တင်မယ်ပြီးတော့1 2 3စက္ကန့်ပြည့်ပြီဆိုတော့ねဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒီရကားကိုခုမှစမတင်တဲ့ကျွန်တော်တို့ရွှေမာတွေခြေထောက်ထားပုံထားနေနဲ့ဘယ်လိုလှောက်ရမလဲဆိုတာကိုဒီနေ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ဒါကတော့ clip ဖြစ်ပါတယ် clip ကိုဘယ်ခြေထောက်နဲ့သုံးရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ blade ဖြစ်ပါတယ်ဒါကတော့ lever ဖြစ်ပါတယ် blade နဲ့ lever နဲ့ကိုကတော့ညာခြေထောက်နဲ့သုံးရမှာဖြစ်ပါတယ်ခင်ဗျဒီရကားဖြစ်တဲ့အတွက်ကြောင့်အောက်မှာခြေနှမ်းတင်3ခုပါတာဖြစ်ပါတယ်အော်တိုကားတွေမှာတော့2ခုပဲပါတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်တို့ဘယ်လိုနေမလဲဆိုတော့ clip ကိုနေမယ်ဆိုရင်ကျွန်တော်တို့ခြေဖနှောက်ဒီလိုမျိုးထော့ပုံအောက်မှာကျမ်းပြင်ပေါ်မှာခြေဖနှောက်ထောက်ထားပြီးတော့ခြေဖြားလေးနဲ့နေရမှာဖြစ်ပါတယ်ဒီလိုမျိုးလဲနဲ့မနေရပါဘူးဒီလိုမျိုးလဲနဲ့နေမယ်ဆိုရင် clip လဲဆုံးထိမြောက်သလိုကိုယ်တွက်လဲအန်တယ်ရှိသလိုကားတွက်လဲအန်တယ်ရှိတာဖြစ်ပါတယ်ခင်ဗျဒါကြောင့်နေမယ်ဆိုရင်ခြေဖနှောက်ဘုံကျမ်းပြင်ပေါ်မှာခြေဖနှောက်နဲ့ထောက်ထားပြီးတော့ဒီလိုမျိုးခြေဖြားလေးနဲ့ဒီလိုမျိုးနေရမှာဖြစ်ပါတယ်ခင်ဗျလှောက်မယ်ဆိုရင်လဲ20လှောက်ရမှာဖြစ်ပါတယ်အောက်နာနေပြီးတော့လယ်နာအထိလှော့တင်မယ်လှော့တင်ပြီးတော့ကားလေးပင်လုံးလိမ့်နေပြီဆိုရင်ဒီတိုင်းပဲ3စက္ကန့်လောက်တည်ထားမှာဖြစ်ပါတယ်1စက္ကန့်2စက္ကန့်3စက္ကန့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဖြည်းဖြည်းချင်းလှော့ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ပြမှာဖြစ်ပါတယ်ကလပ်ကိုနေမယ်ဆိုရင်ဒီပနော်ကျမ်းပြပေါ်မှာထောက်ထားပြီးတော့ခြေဖြားလေးနဲ့နေပြီးတော့ဒီလိုနင်းထဲမှာဖြစ်ပါတယ်ပြန်လှော့မယ်ဆိုရင်20အောက်နာနီလေနာဒီလှော့တင်မယ်ပြီးတော့1 2 3စက္ကန့်ပြည့်ပြီဆိုတော့ねဖြည်းဖြည်းချင်းလှော့ရမှာဖြစ်ပါတယ်ခင်ဗျာအခုမှစမတင်တဲ့မိတ်ဆွေဆိုရင် clip ပေါ်မှာခြေတော့တင်ပြီးမောင်းလို့ရတာဖြစ်ပါတယ်ဒီတိုင်းပဲတင်ထားကြမှာပဲဒီလိုမျိုးမနှိမ့်ချခိုင်းပါဘူးဒီတိုင်းတင်ထားရမှာဖြစ်ပါတယ်ဆရာကြီးတွေဆိုရင်ဆရာကြီးတွေဖြစ်ပြီဆိုရင်တော့ဒီဘေးမှာခြေထားတဲ့နေရာရှိတာဖြစ်ပါတယ်ဒီမှာထားပြီးတော့မောင်းလို့ရတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါ blade နဲ့ lever နဲ့ဘယ်လိုနေရမလဲဆိုတော့ဒီပနောကအဲ့ဒီ blade နဲ့တဒန်းနဲ့နားရမှာထားရမှာဖြစ်ပါတယ်ထားပြီးတော့ဒီလိုမျိုးကစားရမှာဖြစ်ပါတယ်ခင်ဗျခြေတော့ကြွားပြီးမနေဘူးဒီလိုမျိုးမနေဘူးကျွန်တော်တို့နင်းချင်တဲ့တွင်ခြေပနော blade နဲ့တဒန်းနဲ့ထားပြီးတော့ခြေဖြားလေးနဲ့ lever ပေါ်မှာမဟုတ်ရင် blade ပေါ်မှာရှိရမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒီညာခြေထားပေါ့နော်ဟုတ်ပြီဒီလိုမျိုးမနေဘူးနော်ဒီလိုမျိုးမနေရဘူးနော်ဒီလိုမျိုးမနေရဘူးနော်ဒီလိုမျိုးကြွားပြီးနေမယ်ဆိုရင်ရေတစ်ခုခုကြုံလာလို့ဆိုရင်မှားနေတဲ့တာဖြစ်ပါတယ်ကိုခြေထားဘယ်ဘက် lever ပေါ်ရနေလားညာ blade ပေါ်ရနေလားဆိုတာကိုခံရန်ကဝါဖြစ်တတ်တာပေါ့နော်ဒါကြောင့်ဒီလိုမျိုးပုံထားပြီးတော့ blade နဲ့တဒန်းနဲ့ထားပြီးတော့ဒီလိုမျိုးသုံးရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ